လူတိုင်းကသူ့ကိုရေပေါ်ကအမိုက်ပုံလို့ခေါ်ခဲ့ကြပါတယ်ပင်ကုံကိုယ်တိုင်ကတော့သုံးမကြလို့ဖြက်စီးပစ်ဖို့ကြိုးစားခဲ့တဲ့တင်မောပါဒါပေမဲ့အခုပါရှန်ပင်လယ်ကွေ့ရဲ့တင်မင်းတမန်စစ်မြေပြင်မှာဒေါ်လာ13ဘီလီယံတန်လေယာဉ်နဲ့တင်မောကြီးတွေတောင်မဝင်ရဲတဲ့ဒီနေရာကိုဒီတင်မောအစုပ်ကလေးကဥဆောင်ပြီးဝင်သွားခဲ့ပါတယ်အကွဲချောင်းတွေနဲ့တင်မောကိုယ်တွေပျက်စီးနေတဲ့အင်ဂျင်တွေဒါပေမဲ့သူကပဲအီရန်ရဲ့ခံစစ်ကိုအပိုင်းပိုင်းဆဆဖြစ်အောင်ဖြိုခွင်းပစ်လိုက်တာပါဒါဆိုသူဘယ်လိုလုပ်ခဲ့တာလဲတင်မောကောင်လည်းမဟုတ်ခဲ့ပေမဲ့ဒီနေရာမှာတော့မှန်ကန်တဲ့လက်နက်တစ်ခုဘယ်လိုဖြစ်လာသလဲဆိုတာကိုဒီနေ့ကျွန်တော်အသေးစိတ်တင်ဆက်ပေးသွားမှာပါမင်္ဂလာပါရွှေရမပြန်လဲကြိုဆိုလိုက်ပါရယ်ပင်တကွန်ကရေပေါ်ကအမိုက်ပုံလို့တစိမ့်ကပ်ပြီးဆုံးဖြတ်ဖို့ကြိုးစားခဲ့တဲ့ Literal Combat Ship NCS တွေဟာအခုဆိုရင်အီရန်နဲ့ဖြစ်ပွားခဲ့တဲ့ Operation Apex Fury မှာအဓိကကြားတဲ့အခန်းကဏ္ဍကနေပါဝင်လာခဲ့ပါတယ်ဒေါ်လာဘီလီယံချီတန်တဲ့စစ်သည်မောကြီးတွေတောင်မဝင်ရဲတဲ့အီရန်ရဲ့ပင်လယ်အောက်ကမိုင်းတွင်းနေနဲ့တန်းကြီးဆောင်ဒုံးကြီးစုံတွေတဲကိုဒီကျိုးပြတ်နေတဲ့သင်္ဘောတွေကဘလို့ထိုးပေါက်ဝင်သွားတာလဲ Lucas Drone ဆွမ်းနေတဲ့အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးတွေကိုဘလို့ဖြိုဖျက်ခဲ့တဲ့ဆိုတာကိုဒီဗီဒီယိုမှာအသေးစိတ်တင်ဆက်ပေးထားပါတယ်ဆိုတော့စိတ်ပါဝင်စားသူမိတ်ဆွေများအနေနဲ့အဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့တောင်းဆိုပါစေကျွန်တော်ကတော့ရွှေရမှာခုလိုစစ်ဘက်ဆိုင်ရာအကြောင်းအများဆက်လက်တဲ့ပစ္စည်းများပြင်အခြားသောဘူဒ္ဓဆိုင်ရာအကြောင်းအများကိုရှာဖွေစုစည်းတင်ဆက်ပေးနေတဲ့ကိုဘီဆိုပဲဖြစ်ပါတယ်ပါရှန်ပင်လက်ကွေ Operation Apex Fury အီရန်ကရုံးတဲ့နေရာမှာထရီယန်စစ်သည်မောတစ်စိမ်းဟာရေပြင်ကို North 40အချိန်နဲ့မောင်းနှင်နေပါတယ်သူ့ရဲ့လေယာဉ်ပြေးလမ်းပေါ်မှာ rocket တွန်းအားပေးစနစ်ကမီးပွင့်သွားပါတယ်အတောင်ပံ8ပေအလျား10ပေရှိတဲ့ dressing ကလေးတစ်ခုကကောင်းဝင်ကိုပြန်တက်သွားတာပါအဲ့ဒါကဘိကကတစ်စီးတဲ့ဈေးသက်တာတဲ့ထိပ်ဖူးတဲ့ drone လေးတစ်စင်းပါနောက်ပြီးဒုတိယတစ်စင်းပြီးတော့တတိယတစ်စင်းမိနစ်ပိုင်းတွင်မှာပဲ drone အုပ်စုလိုက်ကြီးဟာအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးကွန်ရက်တွေစီကိုဥတီပြန်နှံ့သွားပါပြီ။အမေရိကန်ရေတပ်ကဈေးပေါ်ပြီးအပြတ်ခံနိုင်တဲ့တိုက်ခိုက်ရေး drone တွေကိုစစ်မြေပြင်မှာပထမအဆုံးချိန်အသုံးပြုခဲ့တဲ့ဒီအခိုက်အတန့်ကအမေရိကန်ရေတပ်ကိုယ်တိုင်ကစုပ်ပြဖို့စ조사ခဲ့တဲ့ဒီသင်္ဘောပေါ်ကနေဖြစ်ပေါ်လာတာပါ။ဒါကတော့ Literal Combat Ship NCS ပါပဲ။မီဒီယာတွေကပင်တကွန်ရဲ့ရေပေါ်အမိုက်ပုံလို့ခေါ်တဲ့အစီအစဉ်တစ်ခုပေါ့။ Freedom Class အမျိုးအစားတွေကဒီဇယ်အင်ဂျင်နှလုံးနဲ့ gas turbine နှလုံးကိုဂီယာဘောက်တစ်ခုတည်းကနေပေါင်းစပ်မောင်းနေရတဲ့စနစ်နဲ့တိစောက်ထားတာပါ။အဲ့ဒီဂီယာသွားတွေကမခနိုင်တဲ့ဝင်အားတွေကြောင့်တင်မောမောင်းနေရင်းနဲ့ပါပဲတန်ဖုံတွေဖြစ်သွားတတ်ပါတယ် USS Milwaukee NCS 5ဆိုရင်လွှမ်းပြောင်းပေးပြီးတလအကြာပထမအောင်ဆုံးခရီးစဉ်မှာပဲအင်ဂျင်ပိုင်းကပျက်စီးခဲ့ပါတယ် USS Detroit NCS 7ဆိုရင်လည်းရေလက်ကောင်းမှာဆက်ရက်သွားလို့ဆွဲတင်မောနဲ့ပြန်ဆွဲခဲ့ရတာပါရေတပ်ဗိုလ်ချုပ်ကြီး Mike Day ကဒါသူရေတပ်တဲ့ရောက်ကတည်းကကြုံမှုသမျှအခက်အခဲဆုံးအင်ဂျင်နီယာပိုင်းဆိုင်ရာပြဿနာလို့ပဲပြောခဲ့ပါတယ် Independent Class မျိုးစားကြတော့လဲနောက်ထပ်ကြောကတစ်ခုကရှိနေပါသေးတယ်အလူမီနီယံနဲ့လုပ်ထားတဲ့ Trian ကိုယ်3ခုကိုကျေပြန့်တဲ့တရားနဲ့ဆက်ထားတာပါအလူမီနီယံကပေါ်ပါလို့မြန်နှောင်းရပေမဲ့ပင်လယ်လှိုင်းတွေရဲ့တံကိုအများတန်းခံရတဲ့အခါတိုက်စားမှုတံကိုခံလာရပါတယ်ကိုယ်တဆက်ချောင်းတွေကြားထဲမှာအဲချောင်းတွေကပေါ်လာပါတယ်သူ့ရဲ့ရေပြားကသူ့ဘာသာအလိုလျောက်ပြန်ကွဲနေတဲ့စစ်သင်းမောပါရေတန်းကဒီသင်းမောတချို့ကိုတနမ်းမပြည့်ခင်မှာပဲအနာပေးခဲ့ရပါတယ်တိုက်ပွဲဝင်ရမယ့်အရွယ်မရောက်ခင်ပူဇာသွားတဲ့စစ်သင်းမောတွေပေါ့ဒါပေမဲ့အခု2003အီရတ်စစ်ပွဲနောက်ပိုင်းကြီးမားဆုံးရေတပ်စစ်စင်ရေးရဲ့အဖွင့်မှာဒေါ်လာ13ဘီလီယံတန်စူပါလေယာဉ်သင်းမောတွေကရေနယ်ပိုင်းမှာဘေးကင်းအောင်နေရတဲ့အချိန်မှာဖြတ်သင်းမောတွေကလည်းအပြင်စည်းကနေစောင့်နေရတဲ့အချိန်မျိုးဒီကျိုးပြတ်နေတဲ့သင်းမောကပဲရန်သူအိမ်ဝင်ထဲမှာတခြားဘယ်သင်းမောမှမလုံနိုင်တဲ့တာဝန်ကိုထမ်းဆောင်နေပါတယ်ဒါကဘာကြောင့်ပါလဲဘာဖြစ်လို့၎င်းကိုယ်တိုင်ကကိုယ်တဲ့ကွက်နေပြီးဂီယာဘောက်တွေပြတ်နေတဲ့သင်းမောကိုမှစစ်မြေပြင်ကိုလွှတ်ရတာလဲအဖေကသင်းမောထဲမှာမဟုတ်ပဲမြေပုံပေါ်မှာရှိပါတယ်ဒါကိုသိဖို့အတွက်အီရန်တိစောက်ထားခဲ့တဲ့တင်မင်းတမန်ဆောင်ရဲ့နေရာကိုကြည့်လိုက်ကြပါဖော်မုတ်စီလက်ကြားကိုကြည့်ရမှာပါအချင်းဆုံးနေရာက22မိုင်ပဲရှိပါတယ်ဒါပေမဲ့တကယ်တမ်းသင်းမောသွားလို့ရတဲ့ရေလမ်းကြောင်းက4မိုင်ပဲရှိတာပါကမ္ဘာရေနံစိမ်း20ရာခိုင်နှုန်းကအဲ့ဒီလမ်းချင်းလေးတဲ့ကနေနေတိုင်းဖြတ်တန်းနေရပါတယ်အီရန်ကအဲ့ဒီဘေးမှာဘာတွေလှုပ်ထားတဲ့မိတ်ဆွေတို့ကြည့်လိုက်ပါဒါကခံစစ်တင်မဟုတ်ပါဘူးဒါက3ဘက်မြင်တပ်ကွင်းကြီးပါရေအောင်မှဆိုရင်မိုင်းမောင်းထောင်ကြီးရှိပါတယ်ရေအောင်ကျမ်းပြင်ကနေအပေါ်ကိုပြစ်လွတ်တဲ့ AN-52 rocket mine တွေလည်းပါပါတယ်အဲ့ဒီနောက်မှာတော်ပီဒိုတွေနဲ့မိုင်းတွေတက်ဆင်ထားတဲ့ Glider Class ရေငုံသင်းမော20ကျော်ဟာရေတိမ်ပိုင်းမှာပုံအောင်ဆောင်နေပါတယ်ရေပြင်ပေါ်မှာဆိုရင်လည်းအီရန်ဒေါ်လာရေးအဆောင်တက် IRGC ရဲ့မြန်နှုန်းမြင့်တိုက်ခိုက်ရေးလှေငယ်1500ကျော်ရှိပါတယ်သူတို့ကအုပ်စုလိုက်ဝိုင်းတိုက်တဲ့ဗျူဟာကိုသုံးတာပါရန်သူရဲ့ကာကွယ်ရေးစနစ်တွေတွက်ချက်ရခတ်အောင်အစုလိုက်ပြုံလိုက်နဲ့တိုက်ခိုက်တာပါလေပေါ်မှာဆိုရင်လည်းရေဒါတွေကိုရှုပ်ထွေးအောင်လုပ်မဲ့ drone အုပ်စုတွေရှိနေပါသေးတယ်အဲ့ဒီနောက်ကမှအသံထက်3ဆမြန်တဲ့ ballistic ဒုံးကျည်တွေကတကယ်ပြင်းမှန်တွေကိုတိုက်ခိုက်ဖို့ဆင်းလာမှာပါဒါကိုမိတ်ဆွေတို့ထင်သေးလို့မရပါဘူးဒါကအမေရိကန်ရဲ့ Aegis ကာကွယ်ရေးစနစ်ကရန်သူပြင်းမှန်တွေကိုရှာဖွေခွဲခြားပြီးပြန်ပစ်ဖို့ကြာမဲ့အချိန်ထက်ရန်သူလက်နက်ကကိုယ်စီရောက်လာမဲ့အချိန်ကပိုမြန်အောင်စနစ်တကျတွက်ချက်ထားတဲ့ခန်းစစ်စနစ်ကြီးပါဒီချက်ကပဲအမေရိကန်တို့ရဲ့စူပါလေယာဉ်နဲ့သင်္ဘောတွေကိုအပြင်မှာပိတ်မိနေစေတာပါဒေါ်လာ15သန်းနေ့စဉ်ကုန်ကျစရိတ်ရှိတဲ့သင်္ဘောကြီးတွေကိုရန်သူကအနှစ်40လောက်ပြင်ဆင်ထားတဲ့ထောင်ချောက်ထဲကိုအမေရိကန်တို့အနေနဲ့လှုပ်နိုင်မှာမဟုတ်ပါဘူးအဲဒါကြောင့်
လေနေတဲ့ဘောတွေကအဝေးကနေပဲစောင့်နေရပါတယ်ဒါပေမဲ့အကွာဝေးကပြဿနာတစ်ခုရှိလာပါတယ်၎င်းတို့ကပြဿနာနှစ်ခုကိုတပြိုင်တည်းဖြေရှင်းဖို့လိုနေပါတယ်တစ်ခုကတိုက်စစ်အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးကိုဖောက်ထွက်ဖို့ဆိုရင်ကမ်းခြေနဲ့နီးတဲ့နေရာမှာ drone တွေလွှတ်တင်ပေးနိုင်မဲ့သင်္ဘောလိုအပ်ပါတယ်အဲ့ဒီသင်္ဘောကနံပါတ်1 radar နဲ့အပူစွမ်းအင်ထွန်းနှုံနေရမှာပါနံပါတ်2မြန်နှုန်းကတော့ knob 40ထဲမြန်ရမှာပါနံပါတ်3 drone လွှတ်တင်ဖို့ကျန်ဝန်းနဲ့ပြည်လည်ရှိရမှာပါနံပါတ်4ရေတင်ပိုင်းမှာမောင်းနေနိုင်ရမှာပါဒုတိယပြဿနာကတော့ခန်းစစ်ပါရေလေကြားတဲ့ကမိုင်းတွေကိုရှင်းလင်းဖို့အတွက်လိုအပ်ပါတယ်အရင်ကသုံးခဲ့တဲ့ Avenger Class Mine သင်္ဘောတွေကို2025မှာအနားပေးလိုက်ပါပြီအစားထိုးမဲ့သင်္ဘောကလူမပါတဲ့စက်ရုပ်စနစ်တွေကိုတည်ဆောင်နိုင်ဖို့လိုအပ်ပါတယ်ဒါတွေကိုတွက်ချက်ကြည့်မယ်ဆိုရင်လိန်နေသင်္ဘောကကြီးတွန်းပါတယ်ဖြတ်သင်္ဘောကမိုင်းရှင်းဖို့မဟုတ်ပါဘူးတခုတည်းသောအဖြေကတော့အမေရိကန်တို့ဆွတ်ပြတ်ဖို့လုပ်ခဲ့တဲ့ MC ရဲ့သင်္ဘောပါပဲဒီသင်္ဘောဘာကြောင့်တိုက်ပွဲဝင်နိုင်ခဲ့တယ်လဲဆိုတဲ့အဖြေကသူ့ရဲ့ချိုးရင်းချက်တွေမှာပဲရှိနေပါတယ်Elephant Glass ကအကြောင်းတွေကိုကြည့်လိုက်ပါအဲ့ဒီကိုယ်တည်းသုံးခုဆက်ထားတဲ့ဒီဆောက်ပုံကသင်္ဘောကိုရေလှမ်းကြားမှာမရင်းရအောင် stable ဖြစ်အောင်လုပ်ပေးပါတယ်ကနူးလေးပေါ်မှာရက်နေတာနဲ့ကာတာမာရန်လှေပေါ်မှာရက်နေတာရဲ့ကွာခြားချက်လိုမျိုးပေါ့ဒီချိန်မှုက drone တွေကိုပင်လယ်ပြင်မှာလွှတ်တင်ဖို့အတွက်အကောင်းဆုံးဖြစ်နေပါတယ်နောက်တစ်ချက်က NCI ရဲ့ရှုံးနေတဲ့ modular concept ပါအစိပ်ပိုင်းတွေကိုလဲလှယ်သုံးဖို့လုပ်ခဲ့တာမအောင်မြင်တော့သင်္ဘောပေါ်မှာလက်ကားဖြစ်နေတဲ့နေရာလွတ်တွေအများကြီးကျန်ခဲ့ပါတယ်။အဲ့ဒီ1100စတူရန်ပေရှိတဲ့နေရာလွတ်ကြီးကပြောရမယ်ဆိုရင်တန်းနဲ့ကွင်3ဝန်းစာလောက်ရှိပါတယ်။အဆိုပါနေရာက drone လွတ်တင်စင်တွေတက်ဆင်ဖို့အတွက်အသင့်တော်ဆုံးဖြစ်သွားပါတယ်။ဂျီတက်က NCS ကိုအကောင်းဆုံးဖြစ်အောင်မကြိုးစားတော့ပဲရသမျှနဲ့အသုံးချဖို့ဆုံးဖြတ်လိုက်တဲ့အခါသူကပြောင်းလဲရအလွယ်ဆုံးစစ်သင်္ဘောဖြစ်လာပါတော့တယ်။2025ဒီဇင်ဘာမှာUSS Santa Barbara NCS-32 ပေါ်ကနေ Lucas drone တွေကိုပထမဆုံးစမ်းသပ်လွှတ်တင်ခဲ့ပါတယ်။ Lucas ဆိုတာကတော့အီရန်ရဲ့ Shahed 136 drone ကိုအမေရိကန်ကပြန်ပြီးအဆင့်မြင့်တင်လိုက်တာပါ။အင်ဂျင်ကိုအသံတိုးအောင်လုပ်ထားပါတယ်။ Starlink ဂျူတူနဲ့ချိတ်ဆက်ထားလို့ကမ္ဘာမြေပြင်ကွေးညွှန်းမှုကြောင့်ရေဒါကွယ်နေတဲ့နေရာတွေကိုပါပြတ်မှတ်ထားနိုင်ပါတယ်။နောက်ပြီးအုပ်စုလိုက်ချိတ်ဆက်ပြီးတိုက်ခိုက်နိုင်တဲ့ algorithm တွေပါဝင်ပါတယ်။လူကတစ်စင်ကဒေါ်လာ3000ဝက်လောက်ပဲကျသင့်ပါတယ်။အဲ့ဒါကိုပြစ်ချမဲ့ဒုံးကြီးကဒေါ်လာ9သန်းတန်ပါတယ်။အီရန်ကဒေါ်လာ9သန်းတန်မှာဖြတ်လို့ရမယ့်ဂိတ်တစ်ခုကိုလှုပ်ထားပေမဲ့အမေရိကန်တို့အနေနဲ့ဒေါ်လာ3000ဝက်တန်ဆိုင်ကယ်တွေနဲ့အဲ့ဒီဂိတ်ကိုဖြတ်မောင်းလိုက်တယ်လို့ပါပဲ။ Operation Abyss Fury စစ်စင်ရေးမှာဒီ drone တွေကအီရန်ရဲ့ radar တွေကိုဖျက်ဆီးပစ်ပါတယ်။ခန်းစစ်တွေကိုမျက်စိကန်းအောင်လုပ်ပါတယ်။အဲ့ဒီနောက်မှာတော့ဒေါ်လာ2သန်းတန်တမောဒုံးကြီးတွေကအမှန်တကယ်ဖျက်ဆီးရမယ့်ပြစ်မှတ်တွေကိုဝင်ပစ်တာပါ။တစ်ဖက်မှာလည်း NCS သင်္ဘောတွေကရေရောက်စက်ရုပ်တွေလေဆာသုံးမိုင်းရှင်းစနစ်တွေကိုသုံးပြီးဟော်မုတ်စီလေကြားတွေကမိုင်းတွေကိုရှင်းလင်းခဲ့ပါတယ်။သင်္ဘောကရန်သူဆောင်အပြင်မှာနေပြီးစက်ရုပ်တွေကိုပဲအတွင်းထဲကိုလွှတ်တာပါ။ရလန်နေနဲ့အီရန်ရဲ့အကောင်းဆုံးစစ်သင်္ဘောတွေဖြစ်တဲ့ Iris Jamaran အပါအဝင်သင်္ဘောပေါင်း100ကျော်ပျက်စီးသွားခဲ့ပါတယ်။အဆုံးမှာတော့အဖြေကရှင်းပါတယ်။ဘာလို့ NCS ကိုသုံးတာလဲ။အကြောင်းကတော့သူကအကောင်းဆုံးသင်္ဘောမဟုတ်ပေမဲ့မှန်ကန်တဲ့သင်္ဘောဖြစ်နေလို့ပါ။ကျန်သူတဝန်နဲ့ဝန်နေလောက်အောင်သိခဲ့တယ်။လုံအောင်ပြေးနိုင်လောက်အောင်လည်းလှည့်မြတ်ပါတယ်။ drone လို့ဖို့နေရာကလည်းကျဲပါတယ်ပြီးတော့ပျက်စီးသွားရင်လည်းအနှမျောခံနိုင်လောက်အောင်ဈေးပေါ်ပါတယ်။ NCS ဟာအပြည့်စုံဆုံးသင်္ဘောမဟုတ်ခဲ့ပေမဲ့စပွဲဆိုတဲ့တွဲကိန်းမှာတော့အဖြစ်မှန်ဖြစ်ခဲ့ပါတယ်။ engineer ပညာဆိုတာအများနဲ့ခံစားထည့်ဝါနေဖို့မလိုပါဘူး။ပတ်စမှုမှန်ကန်မှုပဲလိုတာပါလို့ဖော်ပြရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ပြစီ။နောက်များမှာလည်းအခုလိုစစ်ဖက်ဆိုင်ရာအကြောင်းအများနဲ့ဘူးသူရဆိုင်ရာအကြောင်းအများကိုဆက်လက်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုပေးဖို့တောင်းဆိုပါရစေ။နောက်ဗီဒီယိုတစ်ခုမှာပြန်လည်ဆုံတွေ့ကြပါစို့လို့ပြောရင်းနှုတ်ဆက်လိုက်ပါရစေ။ကျွန်တော်ကတော့ကြည်စိုးပါ။